ကတော့ငါမူသားဟန်ချင်းရေပွဲဥကျိုးလေးနဲ့ငါမူသားဆွဲကျိုးရေပွဲဥကျိုးလေးကိုမှတမတ်သားစပစ်ခိုင်လေးနဲ့တွဲဖက်ပြီးဝတ်ပြလိုက်ပါတယ်ရှင်။ကဲဒါကတော့လိပ်ပြာလောကတ်အပါငါမူသားဆွဲကျိုးတွေပါရှင်။ဒါတွေအကုန်လုံးငါမူသားဆွဲကျိုးလေးတွေပါ။ဒီဇိုင်းအစုံရပါတယ်ရှင်။ချစ်စရာလေးတွေနော်။ကဲဝတ်ပြတာလေးလည်းရမ်းလှပါတယ်နော်။စပစ်ခိုင်ရတမတ်သားဆွဲကျိုးဟန်ချင်းငါမူသားတွေပါ။ကဲလောကတ်ပါပြီးသားငါမူသားဆွဲကျိုးလေးတွေအစုံပြပေးပါမယ်ရှင်။တစ်မျိုးစီလာတယ်နော်ကြည့်သွားပါအားလုံးတစ်မျိုးစီလှပါတယ်ရှင်လောက်ကပ်ပါပီတာလေးတွေနော်ကျယ်လေးတွေအသေးလေးတွေတော့အိမ်လေးတွေ AB လေးတွေအစုံရတယ်နော်ကဲဘာနဲ့မှကြိုက်တာကိုယူပါဝေးပြတာကလည်းရေပွဲဥကျိုးတစ်ဆက်စာလေးပါကဲကြက်ရကိုယူလိုက်ပါတော့ရှင်ချစ်စရာလေးနော်တစ်မျိုးစီလာတယ်ပြပေးမယ်နော်ကလေးဆိုလို့ရှင် H locker ကလေးပါတမျိုးစီလာပါတယ်နော်ဒါတော့ဘောလုံးလေးပါကလေးကတော့ရေပွဲဥဆွဲကျူ locker ပါပြီးသားငါမူသားလေးဖြစ်ပါတယ်ရှင်ဟန်ချင်းနဲ့တစ်ဆက်စာနော်ဒါတော့အသေးနှစ်ခက်လေးကိုမှရွှေဘောလုံးလေးတွေနဲ့ပါရှင်ဘောလုံးလေးတွေနဲ့တည်ထားတဲ့ဒီဇိုင်းလေးပါပြမယ်ဆိုမှကျူဝဲညိဒါတော့လေးပြ locker လေးနဲ့ငါမူသားဆွဲကျူလေးဖြစ်ပါတယ်ရှင်ချစ်စရာလေးနော်တမျိုးစီလာတယ်နော်တခြားကြည့်ပါပေးပါရှင်ဒါကြတော့အိမ်အသေးပုံစံလေးနဲ့ပါရှင်ဒါကြတော့ကြီးလေးပါဒါလေးကကြတော့ကျယ်လေးပါရှင်ကျယ်လော့ကက်လေးဒါလေးကကြတော့အသေးလေးပါရှင်တမျိုးစီလာတယ်နော်အကုန်လုံးဒါကတော့ AB ကိုမှဆေးရောင်အနက်ရောင်လေးချဲထားပြီးတော့ကိုရီးယားစိန်လေးနဲ့ဒါလေးကတော့အိမ်နဲ့လော့ကက်ကလေးဖြစ်ပါတယ်ရှင်ကဲပါလေးတွေကြိုက်လဲတမျိုးစီလာပါတယ်တမျိုးစီအားပေးလို့ရပါတယ်ရှင်ခိုင်းရွှေကိုချောင်းငါရွှေပါအကောက်အထုလည်းအထူးတတိထားကြပါရှင်